တရေ6တဲ့ဘတ်ကတိုးဝင်းတယောက်ယနေ့မှအလုတ်အပြန်နောက်ကျလို့နေခဲ့ပါတယ်။ဒီနေ့မှပဲမိုးတွေကလည်းရွာနေခဲ့ပါသေးတယ်။သူလည်းနောက်ဆုံးဘတ်ကားကိုလွတ်သွားမှဆိုရမို့ဘတ်ကားဂိတ်ကိုခတ်တက်နဲ့ရှောက်လာခဲ့ပါတယ်။သူ့အိမ်ကမျိုးနဲ့နည်းနည်းလှမ်းတာမို့ဘတ်ကားလွတ်သွားခဲ့ရင်သူ့အတွက်ကားငှားဖို့ကလည်းအဆင်မပြေနိုင်ခဲ့ပါဘူး။အဲဒါကြောင့်မိုးရေတွေကြားရဲကနေကားဂိတ်ကိုအပြေးသွားပြီးနောက်ဆုံးကားတစ်စီးထွက်တာကိုမြင်လိုက်ရတဲ့အတွက်အတီးအလွှားနောက်ကလိုက်ခါကားပေါ်ကိုတက်ခဲလိုက်ပါတယ်။သူလည်းပင်မလွန်းနာမှုကားပေါ်အရောက်တကားဝမှာခိတအနားယူရင်ထိုင်ကုန်တစ်ခုံရဲ့သတင်းပေါက်ဘေးမှာဝင်ထိုင်ကအနားယူလိုက်ပါတယ်။သူ့အတွက်ပင်မလှတဲ့နေ့ရက်တွေကိုဖြတ်တန်းနေရတာမို့အပြင်ကမိုးလီအေးအေးနဲ့ဘတ်ကားပေါ်မှာစိတ်သက်သာရာရစေခဲ့ပါတယ်။ရုတ်တရက်လျက်စီးလက်လာပြီးမိုးချင်းတန်ဆောင်ကားရဲကိုတတိထားမိသွားတဲ့အခါမှာတော့ကားပေါ်မှာသူ့တဦးတည်းသာရှိနေတာကိုသိလိုက်ရပါတော့တယ်။မိုးတွေလည်းရွာနေတဲ့နေ့မို့လူတွေစောစောပြန်သွားကြတဲ့အချိန်သူ့တယောက်တည်းသာရုန်းကန်ရင်အိမ်ပြန်နောက်ကျခဲ့တာပါလားလို့တိုးဝင်းတယောက်တွေးလိုက်မိပါတယ်။တိုးဝင်းလည်းအလုတ်ပင်မနာရောစိတ်ပင်မနာကြောင့်ရောကားပေါ်မှာထိုင်ရင်းကအိပ်ပျော်သွားခဲ့မိပါတော့တယ်။ခဏအကြာနိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာဘတ်ကားပေါ်မှာလူတွေပြည့်နေတာကိုတွေ့လိုက်ရပါတော့တယ်။ခုနကတော့လူကတယောက်မှမရှိဘူး။အခုကလူတွေအများကြီးဘယ်ကနေဘလို့တက်လာကြတာပါလဲ။တိုးဝင်လဲတွေးနေမိလိုက်ပါတယ်။အဲ့ဒီလိုနဲ့သူလဲဆက်မတွေးတော့ပဲမျက်လုံးကိုပြက်မိတ်ခါပြန်လဲအနားယူလိုက်ပါတယ်။ခဏအကြာမှာတော့သူပြန်ပြီးနိုးလာခဲ့ပြန်ပါတယ်။ဒီတစ်ချိန်မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကားပေါ်မှာလူတွေတယောက်မှမရှိတော့တာကိုတွေ့လိုက်ရပြန်ပါတယ်။ဒီကြားထဲမှာအမှတ်တိုင်လည်းမရှိဘူး။ဒီလူတွေကဘယ်လိုရောက်သွားတာလဲ။ဘယ်တွေရောက်ကုန်တာလဲ။စင်းစရာနေရာလည်းမရှိဘူး။ဘယ်လိုတွေပျောက်ကုန်တာလဲ။တိုးဝင်းတယောက်တွေးနေချိန်မှာသူ့နှာခေါင်းထဲကိုဆေးပြင်းလိမ့်နဲ့တစ်ခုရောက်ရှိလာခဲ့သလိုမျက်လုံးရှိမှလည်းအငွေ့တွေဝဲနေတာကိုတွေ့လိုက်ရပါတယ်။ဘေးဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အဖိုးအိုတယောက်ဆေးဘောလိတ်တလိတ်ကိုဖွာပြီးထိုင်နေတာကိုတွေ့လိုက်ရပါတော့တယ်။တိုးဝင်းလည်းမနေနိုင်တော့ပဲဦးလေးခုနတင်ဒီကားပေါ်မှာလူတွေပြည့်နေတာကျွန်တော်တွေ့လိုက်တယ်။အခုရုပ်တဲ့ကြီးဘယ်တွေရောက်ကုန်ကြရလဲ။တာအသက်30လောက်ပဲရှိမယ်ထင်တယ်။အဲ့ဒါကြောင့်တားလို့ခေါ်လိုက်တာနော်။ဦးလေးကဒီကားနဲ့ညတိုင်းခရီးသွားတယ်။ညသကောင်ကျော်ရင်ဒီကားပေါ်ဘယ်သူမှမတက်ရဘူး။မတက်ရဲဘူးလို့ပြောရင်ပိုမှန်မယ်။ဦးလေးကလည်းဘလို့တွေလာပြောနေရလဲ။ဒုက္ခပါပဲ။ဘာတွေပြောနေရလဲဦးလေးက။လူလေးမင်းကငါ့ကိုလိန်နေတယ်လို့ထင်တာလား။လွန်ခဲ့တဲ့နှစ်တွေတုန်းကဦးလေးလည်းဒီဘတ်ကားကိုပဲအခုလိုစီးလာခဲ့ဘူးတယ်။အဲ့ဒီအချိန်တုန်းကအဖြစ်ပြက်တွေကအခုအချိန်ထိမမေ့နိုင်အောင်စိတ်ထဲမှာစွဲနေတော့မယ်ကွ။အဖိုးအိုကသူ့ရဲ့စိတ်ထဲမှာအေးဆက်တဲ့ထူးဆန်းမှုတစ်ခုရှိနေတယ်လို့တိုးဝင်းထင်လိုက်မိပါတယ်။နောက်ပြီးအဖိုးအိုပုံစံကတစ်ခုခုကိုလျှို့ဝှက်ထားတယ်လို့ပါ။အဲ့ဒီလိုတွေးနေတော့မှပဲအဖိုးအိုကတိုးဝင်းဘက်ကိုလှည့်လိုက်ပြီးစကားထပ်မံဆိုလိုက်ပါတယ်။အဲ့ဒီနေ့ညကဒီနေ့လိုပဲမိုးတွေရွာနေတော့အဲ့ဒီတော့ကဘတ်ကားပေါ်မှာကျုပ်ကလွဲလို့တခြားဘသူမှမရှိခဲ့ဘူး။ကျုပ်လဲဒီလိုပဲသတင်းပေါက်နားမှာထိုင်နေခဲ့တာ။အဲ့ဒီတော့ကလူတယောက်ကကျုပ်ကိုအခုလိုပဲစကားတွေလာပြောတယ်။သူ့ရဲ့မျက်လုံးကထူးဆန်းတယ်။သူကစကားတစ်ခုခုပြောချင်ပေမဲ့အတန်တွေကတော့ပဲ့တင်တန်တွေလိုမျိုးလေ။နောက်ပြီးသူကရုတ်တရက်လက်ညှိုးထိုးလာခဲ့ပြီးမင်းဒီမှာမရှိသင့်ဘူးလို့ပြောတယ်။နောက်တစ်ခဏမှအဲ့ဒီလူကလေထဲမှာပျောက်သွားတယ်ကွ။ဦးလေးရဲ့ဦးလေးကကျွန်တော်ကိုပုံမြင်တစ်ပုတ်လာပြောပြနေတာပဲ။လူလေးကဘာမှမသိပါဘူး။ကျုပ်ကအဲ့လူရဲ့စကားတန်ကိုအခုထိနားထဲမှာစွဲနေတော့မယ်။နောက်ပြီး तू ကကားမရက်ပဲပျောက်သွားခဲ့တာလေ။လူတွေပြောကြတာကတော့
ညတကောင်ကျော်ရင်ဒီကားပေါ်မှာလူသားမဟုတ်တဲ့တခြားအရာတွေကလှည့်လည်သွားလာနေတယ်တဲ့တိုးဝင်လဲအဖိုးကြီးရဲ့စကားကိုပေါ့ပေါ့တန်တန်ပဲသဘောထားလိုက်ပါတယ်ပြီးတော့မိုးရေတွေကြောင့်ပင်ပန်းမှုကြောင့်အခုလိုပြောတာဖြစ်နိုင်တယ်လို့တွေးလိုက်မိပါသေးတယ်ဒါပေမဲ့လည်းသူ့ရဲ့စိတ်ထဲမှာတော့အဖိုးအိုရဲ့စကားတွေကြောင့်မတက်မသားတွေခံစားလို့နေရပါတယ်ဒါကြောင့်လေလူကြီးတွေကအသက်ကြီးလာရင်အခုလိုပုံမြင်တွေကိုပြောပြတတ်တယ်လို့သာဖြေလျှော့တွေးလိုက်မိပါတယ်အဲ့ဒီလိုနဲ့သူကအလုတ်ပင်ပန်းခဲ့တာကြောင့်ရောမိုးရွာနေတာကြောင့်ရောပြန်လေကအိပ်ပျော်လို့သွားပြန်ပါတယ်9မိနစ်လောက်အကြာမှာတော့သူပြန်နိုးလာတဲ့အခါဘေးဘက်ကိုကြည့်လိုက်ချိန်မှာတော့အဖိုးကြီးဟာပျောက်ဆုံးသွားပြီးကားပေါ်မှာသူ့တဦးတည်းသာရှိနေပြန်มาတော့တယ်ဟာဘာလဲဘာဖြစ်နေရလဲဟိုဆေးလိပ်တောက်နေတဲ့အဖိုးကြီးကဘယ်ရောက်သွားပြန်တာလဲတိုးဝင်းကတွေးတောရင်းမျက်နှာကိုအရှိဘက်စီပြန်လှည့်လိုက်ချိန်မှာတော့သူ့ခုံနဲ့အနှဲငယ်အကွာအရှိဘက်ခုံမှာတရင်စာထိုင်ဖက်နေတဲ့လူတဦးကိုမြင်လိုက်ရပြန်ပါတယ်ညတကောင်တနာရီလောက်ဘတ်ကားပေါ်မှာတရင်စာကိုတဲကြီးမဲကြီးဖက်နေသူကိုတိုးဝင်းတယောက်စိတ်ဝင်စားလို့သွားခဲ့ပါတယ်အကိုခမညာကဘာတူလဲဘာလို့ညဘက်ကြီးတရင်စာဖက်နေရလဲအဲ့လူကပြန်မဖြေခဲ့ပါဘူးတိုးဝင်းလည်းသတင်းပေါက်မှန်ကတဆင့်အဲ့ဒီလူကိုကြည့်ဖို့စူးစမ်းခဲ့ပေမဲ့မိုးရီရွာပျက်စီးတွေလက်နေတာမို့သူ့ရဲ့ပုံရိပ်ကိုတော့သိချာမမြင်တွေ့ရပါဘူးဒါကြောင့်တိုးဝင်းကအဲ့ဒီလူရှေ့ကိုသွားကသတင်းစာဖတ်နေတဲ့သူကိုကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီသူကလည်းသတင်းစာကိုမျက်နှာအောက်ကိုချလိုက်ပါတယ်သူ့ရဲ့မျက်နှာကိုထိတ်လန့်ဖွယ်ရာမြင်တွေ့လိုက်ရပါတော့တယ်သူ့ရဲ့နှစ်ဖူးမှာတော့ဒဏ်ရာရကသွေးထွက်နေခဲ့ပြီးမျက်လုံးတွေကတော့အသက်မရှိသူတဦးလိုထိတ်လန့်ဖွယ်ရာဖြစ်လို့နေခဲ့တာပါအမလေးပါကြီးလေတိုးဝင်းလေးလမ်းဖြန့်သွားကသူ့ရဲ့ထိုင်ကုန်စီပြန်ပြေးပြီးမျက်လုံးမှိတ်ခါထိုင်နေခဲ့လိုက်ပါတယ်ခဏကြာမှတော့သူ့ရဲ့ပခုံးကိုအေးဆက်ဆက်လက်တစ်ဖက်လာရောက်ထိလိုက်တာမို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ခုနသတင်းစာဖတ်နေတဲ့အမျိုးသားကိုအကောင်းပကတိမျက်နှာမျိုးနဲ့တွေ့လိုက်ရပါတော့တယ်အဲ့ဒီသူကပြုံးပြလိုက်ပြီးတိုးဝင်းကိုစကားဆူလိုက်ပါတယ်။အိုးအကိုဘလို့ဖြစ်တာလဲ။ဘာလို့ဒီလောက်ကြောက်နေရတာလဲ။အစင်ရောပြေရဲ့လား။ရေးတော့အောင်မလား။ခမရဲ့မျက်နှာသွေးတွေဘလို့တိုးဝင်းကစကားကိုအထစ်ထစ်အငေါငေါနဲ့ပြောလိုက်ပါတယ်။တိုးဝင်းရဲ့စကားကြောင့်အဲ့ဒီလူကရှယ်လိုက်ပြီးအော်ကြောက်နေရလား။ဒီဘတ်ကားပေါ်မှာညဘက်ဆိုရင်ထူးဆန်းတဲ့အရာတွေကဖြစ်တတ်ပါတယ်။တချို့အရာတွေကမြင်သာပြီးတချို့ကတော့ပျောက်ဆုံးနေတယ်။တခုခုကိုမြင်ရင်မေ့ထားလိုက်ပါ။နောက်ပြီးဒီမှာထိုင်မနေပါနဲ့မဟုတ်ရင်အဲ့ဒီလူရဲ့စကားတွေကအပြက်ပြက်အတောက်တောက်ဖြစ်လို့နေခဲ့ပါတယ်။တိုးဝင်းကတော့သူ့လက်ထဲကရေဘူးကိုယူလိုက်ခါတကားဝမှာမျက်နှာတက်လိုက်ပါတယ်။ရေအနှဲငယ်တောက်ပြီးမျက်နှာတုတ်ခါထိုင်ကုန်မှာပြန်ထိုင်ပြီးချိန်မှာတော့ခုနလူကိုမတွေ့တော့တာမို့သူလဲအံ့အားသင့်ရင်ကထိတ်လန့်လို့သွားခဲ့ရပါတော့တယ်။ဟင်းဘယ်ရောက်သွားတာလဲ။အခုနလေးတောင်ရှိနေသေးရလေ။တိုးဝင်းကခတ်တိုးတိုးရေရွတ်နေမိတော့တကားဝကနေအတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အော်ကျွန်တော်ဒီမှာပါဒီတကားနားမှာစကလုံးတစ်လုံးချင်းစီထွက်လာခဲ့ပြီးရဲ့နောက်မှာတော့အရှိန်ပြင်းပြင်းသွားနေတဲ့ဘတ်ကားပေါ်ကနေအဲ့ဒီလူကခုန်ချသွားခဲ့ကတခုခုနဲ့တိုက်မိတဲ့အကျယ်ကြီးနဲ့အတူအော်ဟစ်တန်ကိုလည်းကျေလောင်စွာကြားလိုက်ရပါတော့တယ်။တိုးဝင်းကလည်းထိတ်လန့်စောက်ရွံ့မှုကြောင့်နှလုံးခုန်တန်တွေတောင်ကျေလောင်လို့လာခဲ့ပါတယ်။ဒီကားပေါ်ကနေသူထွက်ပြေးသိမ့်ပြီလို့လည်းဆုံးဖြတ်လိုက်မိပါတယ်။အဲ့ဒါကြောင့်တကားဝစီအမြန်ပြေးသွားခဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာကန်ကောင်းစွာနဲ့မှတ်တိုင်တစ်ခုကိုရောက်လာတာမို့ကားရက်သွားတဲ့အချိန်သူလည်းမိုးရီရွာနေတဲ့လမ်းမပေါ်ကိုကားပေါ်ကနေအမြန်ခုန်ဆင်းလိုက်ပါတော့တယ်။သူရှိကနေဖြည်းဖြည်းချင်းဖြတ်သွားခဲ့တဲ့ဘတ်ကားပေါ်မှာတော့သူကမြင်ခဲ့တဲ့မျက်နှာတွေနဲ့အတူတခြားသောလူသူအမြောက်အများခြောက်ချားပွေရာအိုဟောင်းနေတဲ့ဘတ်ကားကြီးရဲ့တရုပ်မှန်ကိုမြင်တွေ့လိုက်ရပါတော့တယ်။အသက်မရှိတော့တဲ့လူပေါင်းများစွာကိုတင်ဆောင်သွားတဲ့ဘတ်ကားအိုကြီးကသူ့မြင်ကွင်းကနေပျောက်ကွယ်သွားတဲ့အထိတိုးဝင်းတယောက်ထိတ်လန့်စွာနဲ့ငြိမ်သက်ရက်ကြည့်နေမိပါတော့တယ်။ဇလန်းလေးကိုဒီလောက်နဲ့ပဲရပ်နာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်။အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးအထူးပင်တင်ရှိပါရရှင်။